အရှိတောင်အာရှမှာဗီယက်နမ်နိုင်ငံဟာပညာရေးအတွက် Google Gemini AI ကိုအသုံးအများဆုံးနိုင်ငံဖြစ်လာပါတယ်။ဗီယက်နမ်ဟာအရှိတောင်အာရှမှာ Google ရဲ့ Gemini AI ကိုပညာရေးအတွက်အသုံးအများဆုံးနိုင်ငံဖြစ်လာပါတယ်။ Google ရဲ့အစီရင်ခံစာအရဗီယက်နမ်နိုင်ငံသားအတော်များများဟာစာပေလေ့လာသင်ယူဖို့အတွက် AI ကိုအသုံးပြုနေကြပြီးပညာရေးဟာ Gemini ကိုအသုံးအများဆုံးအကြောင်းရင်းတွေကတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဗီယက်နမ်မှာ Gemini ကိုအသုံးပြုတဲ့အကြိမ်ရဲ့18%လောက်ဟာပညာရေးနဲ့ပတ်သက်နေပြီးဒါဟာအရှေ့တောင်အာရှရဲ့ပြည့်မြတ်17%ထက်ပိုများနေတာပါ။လစဉ်ဗီယက်နမ်ကျောင်းသား3,600,000ကျော်ဟာစာမေးပွဲပြင်ဆင်ဖို့သင်ခန်းစာတွေပြန်နှွေးဖို့နဲ့ခက်ခဲတဲ့အကြောင်းအရာတွေကိုနားလည်အောင်လုပ်ဖို့အတွက် Gemini Canvas ကိုအသုံးပြုနေကြပါတယ်။ဆရာမတွေကလည်းသူတို့ရဲ့သင်ကြားရေးလုပ်ငန်းတွေအတွက် AI ကိုအသုံးပြုနေကြပါတယ်။နေ့စဉ်ဗီယက်နမ်ကဆရာမတွေစီကနေပညာရေးနဲ့ပတ်သက်တဲ့တောင်းဆိုချက်ပေါင်း9,000 ခွဲလောက်ရှိနေပါတယ်။ကျောင်းသားတွေက AI ကိုသင်ခန်းစာတွေရှင်းပြပေးတာမေးခွန်းတွေဖြေပေးတာနဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်အောင်ကူညီပေးတဲ့စာသင်ပေါ်လက်ထောက်တစ်ယောက်လိုအသုံးပြုကြပါတယ်။ဗီယက်နမ်ဘာသာစကားနဲ့ AI ကိုအသုံးပြုမှုပိုများလာတာဟာလူတွေအနေနဲ့နည်းပညာကိုမိမိတို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ပိုပြီးအသုံးချလာနိုင်ကြောင်းပြသနေတာလည်းဖြစ်ပါတယ်။ AI ကိရိယာတွေဟာပညာရေးနဲ့နေစဉ်ဘဝတွေမှာပိုမိုသုံးဝင်လာပြီးကျောင်းသားတွေနဲ့ဆရာတွေကိုပိုမိုလွယ်ကူစွာလေ့လာသင်ယူနိုင်အလုပ်လုပ်နိုင်အောင်ကူညီပေးနေတယ်လို့ Google ကပြောကြားခဲ့ပါတယ်။